ချင်းတွေနဲ့အင်္ဂလိပ်ဒါရီငှက်ကလေးတစ်ကောင်တလေရဲ့တိတ်ဆုံတန်ကိုမှမကြားရတဲ့တောလိုပဲအချင်းတစ်ပုတ်တလေရဲ့တံမလန်ကိုမှမကြားရတဲ့အိမ်နေရလဲတော်တော်ကိုသွေ့ချော့ချော့နိုင်လွန်းလာပါတယ်ဒါရီအောင်းစရာကောင်းတာကလူ့ဘဝတစ်သက်တာမှာအချင်းလေးတစ်ပုတ်လောက်ကိုတောင်မှအစကနေဆုံးထိချောချောမမမဆိုတတ်နိုင်ခဲ့ပဲလူဖြစ်သွားခဲ့သူတွေရှိတယ်လို့ဘယ်သူဒီဆိုတဲ့တချင်းတစ်ပုတ်ပုတ်ကိုမှနားထောင်ခံစားတတ်တဲ့လိထမရှိဘဲနဲ့ထာဝရတိတ်ဆိတ်၆ကပ်နေတဲ့ကန္နာယဆန်တဲ့မိသားစုတွေလည်းရှိနေကြတာပါပဲသားရဲ့တားမမီအောင်မလားမသိဘူးဖေဖေတို့အခန်းနဲ့မလန်းမကန်းကပမောက္ခအင်းလေးတစ်လုံးလေဇနီးတဲ့နဲ့တူသားလေးကတယောက်သမီးလေးကတယောက်သူတို့အခန်းမှာအတန်ထွက်စေတဲ့အရာဆိုလို့ဘာတစ်ခုမှကိုမရှိတာပါသားရဲ့ရေဒီယိုကက်ဆက်ရုပ်မြင်သံကြား VCD ဘာဆိုဘာမှကိုမရှိတာပါသားရဲ့ဖေဖေအံ့ဩနေမိတာကမဝယ်နိုင်လောက်အောင်ငွေကြေးချိုးတက်နေလို့မဝယ်တာမျိုးမဟုတ်ဘဲနဲ့သချင်းတို့ဂီတတို့ဆိုတာတွေကလူ့ဘဝအတွက်မလိုအပ်တဲ့အရာတွေပါဆိုတဲ့အယူဆမျိုးနဲ့အမြဲတမ်းတိတ်ဆိတ်ခြောက်ကပ်နေတဲ့သူတို့ရဲ့မိသားစုတွေးခေါ်ကိုဖေဖေကအံ့ဩနေမိတာပါချိန်တန်ရင်ရုံတက်သူတက်ကြောင်းသွားသူသွားချက်သူချက်ပြုတ်သူပြုတ်စားချိန်တန်စားဖတ်ချိန်စားဖတ်နောက်တော့အိတ်ချိန်တန်တဲ့အခါအမောင်ထဲမှာမိသားစုတစ်ခုလုံးအိပ်ပျော်နေကြပုံက6ကက်မာကျော်လို့ဂီတဆိုတာအဖို့ကိစ္စပါလို့ထင်မှတ်မှားကြတဲ့မိသားစုတွေကမိသားစုတစ်ခုပါပဲသားရဲ့လောကမှာအချင်းဆိုတဲ့နေရာတကယ်ကိုမလိုအပ်ဘူးတဲ့လားစိတ်ဆိုလန်းဆန်းတဲ့မိသားစုဘဝတွေကိုထူးစစ်ဖို့စိတ်ကူးရှိတဲ့သူတိုင်းတွေးခေါ်မျှော်မြင်ကြည့်တဲ့ကိစ္စပါပဲသားရဲ့Albert Einsteinကိုသားသိမှာပေါ့ယူပဗေဒဆိုင်ရာနိုဘယ်ဆုရှင်20ရာစုရဲ့ Man of the Century ဉာဏ်ကြီးရှင်လူသားကြီးလေးသားရဲ့1889ခုမှာမွေးပြီး1955မှာကွယ်လွန်ခဲ့ရှာတဲ့ပုဂ္ဂိုလ်အိုင်းစတိုင်းကဂီတကိုတော်တော်ချစ်တာတဲ့သားရဲ့ခေါင်းတွေမြောက်ဂီတစာဆိုကြီးတွေဖြစ်ကြတဲ့ Bach တို့ Mozart တို့ Schubert တို့လိုတော်တော်ကိုကြိုက်တာတဲ့သားရဲ့ဖေဖေလေးတိုင်းမဂ္ဂဇင်း31 December 99နဲ့မှာဖတ်ရတာယူပဗေဒပု္ပ္ပစာတွေနဲ့ခေါင်းထဲမှာရှုပ်ရှုပ်ထွေးထွေးဖြစ်လာတဲ့အခါတရောပြားကလေးပေါ်မှာဘိုးတံကိုတင်လိုက်တာသူ့နားခေါ်ရဆိုပါလားသားရဲ့ချင်းလေးတစ်ပု္ပ္ပစာနှစ်ပု္ပ္ပစာနဲ့တရောထဲမှာနေမျောသွားပြီးတဲ့နောက်ယူပဗေဒပု္ပ္ပစာတွေစီပြန်လာမှလူကအသစ်ပြန်ဖြစ်နေတယ်လို့အဲ့ဒီယူပဗေဒသူရဲကောင်းကြီးကပြောခဲ့တာပဲဒီလိုဆိုရင်ဖြင့်ဂီတဆိုတာဒီလိုရဲ့ဉာဏ်ပညာခြေကုန်လက်ပန်းကြောင့်မှုစိတ်သက်သွေးချောက်မှုတွေအတွက်နားခိုရစကန်ဖြစ်မှာအမှန်ပဲသားရဲ့စာရေးဆရာကြီးပါရဂူဆိုတာကိုရောဒါကြားဖို့မထင်ပါရဲ့ဖေဖေနဲ့အင်မတန်မှကိုခင်းတဲ့ပညာရှင်စာရေးဆရာကြီးမဟုတ်ဝီကလီကလေးပန်းစာမျက်နှာတနေရာမှာဆရာပါရဂူကရှင်စနကာပြုံသားရဲ့စကားတစ်ခုကိုကိုးကားပြီးပြောဆိုခဲ့မှုတဲ့သားရဲ့အမရဗုဒ္ဓမဟာကန္နာယုံဆရာတော်ရှင်စနကာပြုံသား1989ရဲ့စကားလေးမေရှင်ဒီဆိုတဲ့အောင်ကြီးရှင်ပါသချင်းဟာဘုန်းကြီးတွေတရားဟောတာထက်ဩဇာကြီးတယ်ဆိုတဲ့စကားလေးဟုတ်တယ်သားရဲ့အောင်ကြီးရှင်ပါသချင်းတန်ကိုကြားတဲ့အခါဂေါတမဘုရားရှင်ကိုအလိုလိုကိုကြီးညိုသွားမိတာဂီတအဖေဖေတို့ရဲ့စိတ်တွေကိုအလွယ်တကူညှို့ယူဖန်ဆားထားလိုက်ပြီးတဲ့နောက်ပြုပြင်ပေးနိုင်တာအမှန်ပါပဲလေအရစ်စတိုတယ်ဆိုတာဂရီတွေးကိုရှင်နေတဲ့မှာဖေဖေတို့နဲ့မစိမ့်တဲ့နာမည်ပါသားရဲ့ဂီတနဲ့ပတ်သက်တဲ့သူစကားကိုလည်းဖေဖေတော်တော်ကိုသဘောကျမိတယ်မန္တကသဇစ်ဒီစကားလုံးကိုဆရာမြတ်တန်းတရဲ့မြောက်ဘက်တောင်ကုန်းဒေသမှာပြန်စာအုပ်ထဲမှာဖေဖေတွေ့ခဲ့မှုတယ်ဆရာမြတ်တန်းတကစိတ်ကိုစီကြောတန့်စင်ဖြစ်တဲ့အလုံးလို့ဘာသာပြန်ထားခဲ့လေတော်တော်ကိုသဘောကျဖို့ခေါင်းနဲ့အတိတ်ပဲဖွင့်ဆိုချက်ပေါ့ဟုတ်တယ်ဒီသချင်းတစ်ပုဒ်ကိုညီးနေရတာဒါမှမဟုတ်အာရပါရအော်ဟိတ်ဖြစ်လိုက်ရတာစိတ်ထဲကအညစ်သေးတွေကိုဖုတ်လျှော်ပြစ်လိုက်ရတဲ့အတိုင်းပါပဲချစ်သူနဲ့ကိုယ်ကွင်းရလို့ညစ်သေးနေတဲ့စိတ်တွေအတွက်စူစရာသချင်းတွေအများကြီးယောက်ျားမှလည်းသဲနေပါချစ်သူဝေသွားပါနဲ့လားဒီနေ့မိုးဆောင်ပြောင်းတော့လဲနှမလက်လျှော့နေလေတော့ချစ်သူတိုင်းလည်းညားကြပါစေတကယ်လို့ရွာကိုလွမ်းနေဆိုရင်အမေနဲ့ရွာကိုလွမ်းနေဟစ်ပစ်လိုက်ပေါ့အညာကိုလွမ်းနေဆိုရင်လဲဝေထာနေတို့အမေတို့အညာတို့ကိုဆိုပြစ်လိုက်ုံပေါ့အမေရဲ့ကျေးဇူးနဲ့အမေရဲ့မြတ်တာကိုအမှတ်ရတဲ့အခါဆိုစရာတချင်းတွေတပုံကြီးထွေနေရဲ့ကျေးဇူးပါမမေအမေရဲ့ဒုက္ခအိုးလေးမေမေနေကောင်းလားမေမေချစ်တဲ့သားကြီးအမေအိမ်အရေးစစ်အများကြီးပါသားကြီး
တရားခံရှာမရတဲ့ဒေါသတွေအတွက်ဆိုင်းဒီဇိုင်းရဲ့နိုင်ရန်ကိုလက်သီးနဲ့ထိုးမိတယ်ဆိုမယ်ကွာရုံးမို့ကံမို့တတ္တိတွေအတွက်ခိုင်တူးရဲ့အားလုံးကိုကြိုးဖက်ရမယ်တခြင်းဆိုမယ်ကွာချက်တည်ရှိတဲ့မိမတယောက်အတွက်ခင်မောင်တို့ရဲ့မဟာဆန်သူဆိုမယ်ကွာကိုချင်းတရားကိုပြန်လေးစားဖို့ခိုင်တူးရဲ့မြတ်သောခြင်းအမေသားပီသားသူအတွက်ဇုံဝင်းတို့ရဲ့ကောင်းကင်မမေမိသားစုအနှွေးတဲ့အတွက်လက်ရည်တပြင်းဒီမန္တလေးရတနာဘုံလွမ်းမြေအတွက်စကိုင်းတောင်စကိုင်းတရားအောင်ပင်လဲရွှေမန်းစီတို့တချင်းတွေဘီတို့စိတ်ထဲကမောင်နေတာတွေလင်းသွားရှင်းသွားအောင်တင်းနေတာတွေပြော့သွားရော့သွားအောင်ဆိုစရာတချင်းတွေကတပုံးကြီးဒါမှမဟုတ်ညီးဖို့ဒါမှမဟုတ်နားထောင်ဖို့ဗီစီဒီဇက်ကလေးရှင်မှာမိသားစုဝိုင်းပွဲနားထောင်နေတာမျိုးလဲဖြစ်ရှင်ဖြစ်မှာပေါ့အီယာဖုန်းလေးနဲ့တယောက်တည်းနားထောင်နေတာမျိုးလဲဖြစ်ရှင်ဖြစ်မှာပဲကာရာအိုကေစက်ကြီးဖွင့်ကအားရပါရရင်ဖွင့်နေတာမျိုးလဲဖြစ်ရှင်ဖြစ်မှာပေါ့ဒါမှမဟုတ်မိမှုတိုင်းအိမ်သိမ်းချက်ဖို့ပြုတ်ဖို့စီမံရင်အဝိရှော်ရင်စင်းစရာတွေရေးဆွရင်ကောက်ဆိုင်ရင်ပြုံးနှုံရင်နွားလဲမောင်းရင်ကားရည်ဆေးရင်ဖျားပန်းဦးလဲရင်စံပြားရင်စပလုံးကောင်းရင်ညီးကျင်ရင်လည်းညီးပေါ်သားရင်ဘာပဲဖြစ်ဖြစ်မောကြီးပန်းကြီးဘဝတွေကနေခဏခုနာဖို့ညံစွမ်းရင်တပံနိုးထလန်းဆန်းလာစေဖို့စိတ်အညစ်အကြေးတွေကိုလျှော်ဖို့အတိတ်ကိုခဏပြန်သွားဖို့မိသားစုတိုင်းမှာတချင်းတွေလိုတယ်သားရဲ့ဂီတနဲ့ပတ်သက်တဲ့စမ်းသပ်မှုလေးတွေကိုဇာမန်နာတချို့မှာဖေဖတ်ခဲ့ဘူးလေကွာ။ပန်းကင်းတစ်ခင်းရှိတယ်တဲ့။တခင်းမှာငိန်ချောင်းတဲ့ဂီတအတန်တွေကိုအများအားဖွင့်ပေးထားတယ်တဲ့။ပန်းပွင့်တဲ့အခါအဲ့ဒီတချင်းတွေနဲ့ပန်းကင်းကပိုးပြီးတော့ပွင့်နေတဲ့သားရဲ့။နောက်တစ်ခါဦးစားကြက်ချံနှစ်ချံမှာလည်းဒီတိုင်းပဲ။တချံမှာတချင်းတွေအများအားဖွင့်ပေးထားခဲ့တဲ့။အဲ့ဒီတချင်းတွေနဲ့ကြက်ချံရပဲကြက်ဥတွေပိုးဥလေတဲ့။ခုခေတ်စေးသိမ့်မှန်ပညာရှင်တွေကမိခင်လောင်းနေတာကိုဝင်ဆောင်ထားတဲ့ချိန်ကလေးကငိန်ချောင်းတဲ့တချင်းတန်ကလေးတွေကိုနားထောင်သင့်တယ်လို့ဆိုတာပါပဲသားရဲ့နောက်ပြီးဂီတနဲ့နေထိုင်တဲ့ကလေးတွေကလည်းညံစွမ်းရင်ပိုထက်မြက်တယ်လို့လက်ခံနေကြတယ်လေတိမ်သူဆိုတဲ့အမကြီးတယောက်ကရေးထိုးခဲ့တယ်ပကံခစ်မှာကြောက်စာတစ်ချက်ရှိပါတော့ကောသားရဲ့သူကသူ့ရဲ့ဆူတောင်းထဲမှာဘဝဆက်ဆက်အဲ့ရမှနိုးထတိုင်းတာယာငိန်ချောင်းသောဂီတတန်များနဲ့နိုးထရပါလို့ကြောင်းဆူတောင်းထားခဲ့တယ်လေမိတ်ဆွေအက်ဒီတာကလေးတယောက်ကသူ့လောက်ခန်းမှာအမြဲတမ်းသချင်းတွေဖွင့်ထားတတ်တယ်ခတ်တိုးတိုးလေးပေါ့မနက်ခင်းဆိုရင်ရေကင်းတန်လေးတွေလက်နဲ့ချင်းကဒိသန်သားလေးတွေညညတွေဆိုရင်အလွန်ဆွေးအေးသချင်းလေးတွေအမီတီးနဲ့ဖွင့်ထားတာဆိုတော့သချင်းနဲ့အိပ်ပျော်သွားလိုက်သချင်းနဲ့နိုးထလာလိုက်ပြပြစိတ်ထဲမှာလူဟာအမြဲတမ်းလက်ဆက်ကြည်လင်ကနိုးကြွနေတယ်လို့ပါပဲသားရဲ့ဂီတမရှိတဲ့အိမ်တွေဟာပတ်ကြားအကြီးတွေနဲ့တူတယ်ဆိုတာတကယ်ပါပဲသားရဲ့ဖေးရဲ့အမေရဲ့သမီးရဲ့သားရဲ့ကိုကိစ္စနဲ့ကိုငုတ်တော့စလိတ်တုံနဲ့ဖြစ်ချင်းဖြစ်မှာပေါ့အဝင်အောင်တပုံနဲ့လည်းဖြစ်ချင်းဖြစ်မှာပေါ့ဒါမှမဟုတ်ကျောင်းသင်ခန်းစာတုံးနဲ့ဖြစ်ချင်းလည်းဖြစ်မှာပေါ့ဒါပေမဲ့သူတို့မှာဂီတမရှိသူတို့အိမ်မှာဘာသချင်းတန်းမှမကြားရသွေးချောက်လို့အုံမိုင်းလို့ဝါယောလို့ခန္ဓာရတွေလို့အစိုးတက်တစ်စက်ကလေးမှမရှိဖေကတော့သားရင်ကိုမိသားစုကိုစင်းစင်းဆူဆူဖြစ်အောင်လုပ်ရတဲ့နေရာမှာသချင်းတွေလည်းလိုတယ်လို့ထင်နေမိတာပါပဲသားရင်ကဘာမြေကိုဖြူစင်သွားခြင်းသာများဝေပိုင်ဆိုင်ရာတွေ့တာရာဒီရဲ့တွေဆဲလဲတဲ့ like a city ချစ်ချင်းတွေ